either here or in Texas. Okay, thank you so much. And you will have been peaceful. ဆရာတော်ဣတိကဆရာတော်ဘုရားဆရာတော်ဘာသာတော်ရှိသူများပါများမြန်မာတရားတော်မှာများကောင်းကျိုးပေးပါများပေါ်စီကျူပါပေးတရားတော်များကြီးမြတ်ပေးသနာတော်မူပါရဲ့ခြေတော်ဥက္ကလူတည်စွာဖြင့်ရှောက်ထားအပ်ပါသည်ဗျာမေတ္တာတော်ချီးမြှောက်တော်မူကြရမှာဗျာသမန္တာသကဝါလေတောအတရာကိသန္တုတေဝတာသန္တမမုနိရာဇတသုဏံဒုတကမောကတံဓမ္မတောနာဂါလောအယံပတ္တန္တာဓမ္မတောနာဂါလောအယံပတ္တန္တာဓမ္မတောနာဂါလောအယံပတ္တန္တာနမောတတံဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတံဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတံဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တယတဒုက္ခဝါနောယတနိဝရတိတိပိတနာယမိစေဝနုယောသံနောရတိတိဝမန္တတိတောဒုက္ခဒုဝနိတောသောသမ္မာမဂိစိနာမတ္တိဧဝမာနိကိုနောမိတ္တမရိတ္တသမ္မနာမယေကရဏီယပဒကုသလေနယတမတ္တမတံဝိသမိစ္ဆာသံဃောဥဇောသံဃောဥဇောသံဃောဇောသတ္တမောရောနတိမာတိအာနောတကောသံဃဝလောသံအပ္ပကိသောသတ္တလောကဟောတိအာနိယရိယောသံနိဘကောသံအပ္ပကဘောကုလေကောအနန္တုကိတောသာသကောကမ္မစရိကိစီယေနဝေယုမရေဥမဝရေယောဒုက္ခိနောဝါကိမိနောဟောတုသဗ္ဗန္တနာဘောတုသုခိတတ္တာဧကေစိမာနာမုဏတိတတဝန္နဝရဝနဝတေသာဧကဝါယေဝမန္တမေစိမာရတကဒုက္ခဒုလံဒိဋ္ဌဝါယေဝအဒိဋ္ဌယေဝဒုရေဝတံတိအဝိတုရေဘုဒ္ဓဝါသမဝေတိဝသဗ္ဗန္တနာဘောတုသုခိနတ္တံနာမရမရတိကောဒေနနာတိမေယိတသတ္တတိနာကိတေသာရောဂနာမလိကတိညနေယမိယသဒုက္ခမေရှိယမာနယနာတိယဗုဒ္ဓမာယုသဧကဗုဒ္ဓမနုရကေဧဝမေနဘာဗုဒ္ဓေသုမာနနာဘာဝေအပရိမာဏံမေတ္တေသတ္တမလောကသမေမာနနာဘာဝေအပရိမာဏံဩဃံသောသတိယံသအတ္တမနာအဝိရမတ္တပတ္တံဣဒံသရဏိတေနောဝလယနောယဝတ္တဝိကမိတောဣဒံသရေတေတိယဗျမမိတဝိဟာရမိတမောဣဒေသအနုပကမ္မသီလဝါဒတတိနသမ္ပနောကာမေယောဝိနေယဂိတံနာယိသံဒုက္ခပတေယဘုရားရေတေဣတိမိနောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိသသရဏသမ္ပန္နောဒုက္ခတောလောကဝိတောအနုတ္တရောပုရိသဓမ္မသာရတေသတ္တဒေဝမနုဿာနာဘုဒ္ဓောဘဂဝါဝါကတောဘဂဝါတဓမ္မောသန္တိတိကောအာဂါလိကောဧဝတိကောဩပါလိကောပိသနဝိရိတဘောဝေယုဟိသောပတိမနောဘဂဝါတောသဝကသံဃောဥဇောမတိပန္နောဘဂဝါတောသဝကသံဃောယ
ချပါဒီသက်ချပြီးမှဘောဘောလို့ပြီးမှကပ်နော်အဲ့ဒါရုပ်ရုပ်နဲ့ဖြစ်တယ်ဒီသက်မချပြီးဒီဘုံဘဝအနေနဲ့ပြောပါနော်ဒီနေ့ပွဲကြီးဟာပြည့်စုံစုံအောင်အောင်မြင်မြင်စီစီကားကားနဲ့ကျင်းပပြုလုပ်နိုင်ပြီဖြစ်ပါတယ်လူရှင်များရောဆရာတော်များရောလူရှင်များရောဝေယဝဆကုသိုလ်ရှင်များအားလုံးပူပေါင်းဆောင်ရွက်ကြလို့ဒီပွဲကြီးအောင်မြင်တာဖြစ်ပါတယ်အဲဒါအားလုံးကိုဘုံဘုံကကျေးဇူးတင်တယ်လို့ဒါကိုပြောချင်ပါတယ်နော်အားလုံးကိုကျေးဇူးတင်ပါတူးချင်းစီဟာအရေးကြီးပါဘုံဘုံလို့အဖွဲ့အားလုံးဟာအရေးကြီးတယ်တူးချင်းစီအားလုံးအရေးကြီးပါအရေးကြီးပါတူးချင်းစီရဲ့ကူညီမှုမပါရဲ့ဘုံဘုံလို့ဒီပွဲကြီးကမဖြစ်မြောက်နိုင်ပါဘူးမဖြစ်မြောက်ဘူးအဲဒါကြောင့်မလို့ငါတို့အားလုံးဒီပွဲကြီးဖြစ်မြောက်ဖို့အရေးကြီးတဲ့အစိတ်ပိုင်းကနေပါဝင်ကြတယ်လို့ဒီလိုခံယူကြဖို့ပါနော်ဒီလိုခံကြဖို့နောက်ပြီးတော့ကိုယ့်ရဲ့ကုသိုလ်ကိုလည်းပဲဒီနေ့ဘုံဘုံတို့တရားဓမ္မတွေအားလုံးနော်ဘုံဘုံတို့ဒီဆယ်စုလောက်ပြုနိုင်တယ်နော်စင်လူတော်တွေကြည်ပြားဓမ္မကြည်ပြားတွေလူငွေတွေအများကြီးပြုနိုင်ဘယ်လောက်ဆိုတာတော့ဘုံဘုံမသိအများကြီးပြုနိုင်အဲ့ဒီအလှူတွေဟာငါတို့လှူတဲ့အလှူပဲလို့ဘုံဘုံတို့တရားဓမ္မတွေဝမ်းမြောက်ကြပါနော်အားလုံးလှူတာမဟုတ်ဘူးလို့မတွက်တယ်ဒီလှူတွေအားလုံးဟာဘုံဘုံတို့တရားဓမ္မတွေလှူတာဘုံဘုံတို့လှူတာဘုံဘဒလုခိုင်းနေတယ်နော်ဘုံဘုံတို့တရားဓမ္မတွေကူညီဆောင်ရွက်မှုမပါရင်ဒီပွဲမဖြစ်ဒီပွဲမဖြစ်ရင်ဒီအလှူတွေမရဟုတ်လားအဲကြောင့်မလို့ငါတို့စီဒီဘလောက်လှူဆဲစုလှူနိုင်တယ်လို့ဝါမြောက်ကြအားလုံးနော်ဘုဒ္ဓမလူဝေမိုင်းတို့အမိုက်သိဒီပြစီတဲ့အားလုံးလို့ဟုတ်လားအလှူပဲဇီဒီတဲ့ဆဲစုလုံးလူပဲအလှူရှင်ပဲနော်ဝါမြောက်ကြဟုတ်လားကိုယ့်ရဲ့ကုသိုလ်ကိုပီတိဖြစ်ကြနော်ပီတိဖြစ်ကြဒီကုသိုလ်ပီတိကိုဘာနဲ့မှမလဲပါနဲ့ဟုတ်လားအစင်မပြေတာတွေအများနဲ့လောကမှာအစင်မပြေတာတွေရှိပါတခါတည်းဘုံဘုံတို့ကိုယ်တိုင်ဘုံဘုံတို့တရားဓမ္မတွေအပေါ်မှာပြောတာဆိုတာဟုတ်လားဒေါသသဘောမျိုးတက်ရောက်တာတွေရှိပါဟုတ်လားနော်ဒေါသသဘောမျိုးပြောတာတွေရှိပါဒါတွေလည်းသိခံပါလို့ဘုံဘုံကတောင်းပန်ပါနော်တောင်းပါဒါတွေအလုပ်တွေရှုပ်နေတယ်နော်တွေးစရာတွေသိများနေတယ်ဟုတ်လားအဲ့ဒါမျိုးတွေမှာပြောလာတဲ့ဟာတွေကိုအာယုံမဆိုင်နိုင်တဲ့အခါမျိုးတွေမှာဘုံဘုံတို့တုံ့ပြန်တဲ့စကားတွေဟာဘုံဘုံတို့ဒေါသပုံစံမျိုးဖြစ်သွားမယ်နော်ဒါခါတည်းကဒေါသထွက်ပါတယ်နော်ဘုံဘုံစီယူစီတော့တော်တော်များများစိတ်တူနော်အဲဒါမှတော့ပြောမှဆိုမှရှိရင်ဒီပွဲကြီးနဲ့ပတ်သက်ပြီးလုပ်ရခိုင်တရားတွေနဲ့ပတ်သက်ပြီးတော့ဘုံဘုံတို့တရားဓမ္မတွေအပေါ်ရောဆရာတော်တွေအပေါ်ရောပြောမှဆိုမှရှိရင်ဘုံဘုံကဒီနေရာကနေအနုညတောင်းပါပါလေနော်တောင်းပါပါကျေးဇူးမသိလို့မဟုတ်ပါဘုံဘုံတို့တရားဓမ္မတွေရဲ့လောက်တာခိုင်တာတွေအတိမမပြုလို့မဟုတ်ပါဟုတ်လားနော်မကြည်နိုင်လို့လည်းမဟုတ်ပါကိုယောဂနဲ့ကိုခံစားချက်နဲ့ဖြစ်တာလေနော်အဲ့ဒါတွေကိုနားလည်ပေးပါခွင့်လွှတ်ပေးပါဘုံဘုံကတောင်းပါနော်ဘုံဘုံတို့တရားတော်မတွေရဲ့ဒီမှားယွင်းမှုတွေကိုလည်းပဲဘုံဘုံကခွင့်ပြုတယ်နော်ခွင့်လွှတ်တယ်အဲ့တော့အချင်းချင်းလည်းပဲခွင့်လွှတ်ကြပါဒီခံကြပါလို့ဘုံဘုံကဒါလေးကိုမေတ္တာရက်ခံပါနော်မ
ချင်းချင်းလောက်ကြကြရတဲ့အခါမှာစန္ဒမတူတာတွေသဘောထားမတူတာတွေဟုတ်လားနော်အိုင်ဒီယာမတူတာတွေအများကြီးရှိပါအဲ့ဒါတွေမရှိကြတဲ့အခါမှာငါပြောတာဘာလို့မလုပ်ရတာလဲနော်ဒီခါတည်းမှာဘုံဘုံတို့အိုင်ဒီယာတွေကတော့ဟိုခုလူကပြောဒီလူကပြောနေပြောကြတယ်အဲ့ဒီအိုင်ဒီယာတွေရမှအစင်သင့်တယ်လို့ကောင်းတဲ့ဟာကိုဘုံဘုံတို့ကရွေးယူကြသုံးကြရအစင်ပြေအောင်လုပ်ကြရပြောတဲ့ idea တိုင်းကိုဘုံဘုံတို့သုံးလို့မရပါဘူးနော်အဲ့ဒါမျိုးငါပြောတဲ့ idea ဘာလို့မလုပ်တာလဲငါပြောတဲ့အတိုင်းဘာလို့မလုပ်တာလဲဆိုပြီးတော့လည်းပဲစိတ်မကောင်းမဖြစ်ကြပါနဲ့နော်အချင်းချင်းအပေါ်မှာလည်းပဲဘုံဘုံတို့တရားတော်မှာတွေစိတ်မကောင်းစိတ်ကွက်တာမျိုးတွေစိတ်ဆိုးတာမျိုးတွေစိတ်ကောက်တာမျိုးတွေမဖြစ်ကြပါနဲ့နော်အားလုံးဟာလူရှင်တွေပါအားလုံးဟာလုပ်ဖို့ကိုင်ပတ်တွေပါနောက်ဝဲတွေမှာလည်းပဲဘုံဘုံတို့ဒီတိုင်းနဲ့လက်တွဲပြီးတော့ဆောင်ရွက်ကြရမှာဖြစ်ပါနော်ဆောင်ရွက်ကြရမှာဖြစ်ပါအဲ့ဒါကြောင့်မလို့ဒီနေ့ပွဲကြီးဟာတူတယောက်တည်းဘယ်သူလုပ်တဲ့ပွဲမှာမဟုတ်ပါနော်အလူရှင်တွေလုပ်တဲ့ပွဲလည်းမဟုတ်ဘုံဘုံလုပ်တဲ့ပွဲလည်းမဟုတ်အဇူသာဆရာတော်လုပ်တဲ့ပွဲလည်းမဟုတ်ဟုတ်တယ်ဘုံဘုံတို့အားလုံးစုပေါင်းပြီးတော့မလုပ်ကြလုပ်ကြလို့အောင်မြင်တာနော်အောင်မြင်တယ်အဲ့ဒီအောင်မြင်တာကိုကိုယ့်ရဲ့ PD လေးကိုဘာမဟုတ်တဲ့ကိစ္စလေးတွေနဲ့မပြည့်စည်ပါစေဟုတ်လားကိုယ့်ရဲ့ကြည်ညိုမှုတွေဘာမဟုတ်တဲ့ကိစ္စလေးတွေနဲ့ဘုံဘုံတော့မပြည့်စည်ပါစေနဲ့လို့ဘုံဘုံကဒါလေးကိုတောင်းပန်ပါတယ်နော်ဒါလေးကိုတောင်းပန်ရှင်ထဲမှာဒီ PD ကိုတက်တက်လုံးသိထားမယ် PD နော်ဒီစေစုနဲ့တာမှမဟုတ်ပဲနဲ့အရင်ကမင်းတို့ဘုံဘုံတို့လုပ်နိုင်တာလေ ACD ပြီးသွားတယ်ယာဒီမှုကလည်းသာသာယာယာနဲ့ဟုတ်လားအားလုံးအစဉ်ပြေပြေနဲ့ပြီးသွားတယ်အလုံးကိုဝမ်းသာဘုံဘုံတော့ကြည်တတ်တယ်နော်ညာကောင်းတော့အိမ်မပြောတွေးပြီးတော့ပြီးဖြစ်တယ်ငါလုံနိုင်သွားပြီငါလုံနိုင်မလုံခင်တော့စိတ်ကူးနေတာနော်ဘာပဲဖြစ်နိုင်ဘာတွေဖြစ်နိုင်လဲဘာတွေဖြစ်နိုင်လဲကောင်းကောင်းအိမ်မပြောတဲ့ညတွေအများကြီးပါသူတို့ပြင်မယ်ဆိုတဲ့နေ့ကလေဘောဘောကြီးပြအောင်လုပ်တာသူတို့နော်အဲ့ဒါဒီကကြပါလို့နော်ဒါလေးကိုဘောဘောကပြောပါနောက်ပွဲတွေမှာလည်းပဲခုလိုပဲစီစီလုံးလုံးနဲ့ညီညီညွတ်ညွတ်နဲ့အားလုံးပါဝင်ပြီးတော့ကုသိုလ်ယူကြပါလို့လည်းပဲဘောဘောကအမြဲတမ်းဖိတ်ခေါ်ပါလေဟုတ်လားဘောဘောရှိသည်ဖြစ်စေမရှိသည်ဖြစ်စေနော်ဒီကြောင့်ပွဲတွေမှာအားလုံးပါဝင်ပြီးတော့ကုသိုလ်ယူကြပါနော်ဒီနေ့ဘောဘောတရားတော်မတွေကိုခေါ်ရတာလေမင်းကိုဆရာတော်ကြီးနဲ့တနိုင်ငံလုံးကိုမလို့ဆက်လို့တရားပွဲတွေကြွရတယ်ဘောဘောတို့ရစကြဆရာတော်ဆိုတာနော်ဆရာတော်ကြီးလည်းတော့မတော်ပါဘူးဓမ္မဂရိကဆရာတော်ကြီးအဲ့ဒီဆရာတော်ကြီးဘောဘောမင်းကိုရာပြီးပွဲတော်မှာတရားလာဟောဆရာတော်ကြီးကမင်းသူ့အောက်ပိုင်းကဟင်္ဒရနယ်ဘက်ကတရားပွဲပြင်အပြင်တော့တဲ့ယောဂီတွေတော့ဝင်းနေခင်းယောဂီတွေနဲ့အဒီမုတ်တွေနဲ့ကာရဏီနဲ့ပြင်သွားရွာတော်တော်နဲ့မှမရောက်ဘူးရွာကားလမ်းနဲ့ရွာနဲ့ကတမိုင်လောက်ဝေးရွာတော်တော်နဲ့မရောက်ဘူးတဲ့အဲ့ဒါပြင်သွားတာဒီမုတ်တွေအများများဆိုင်စီကားလာမနေ့တရားပွဲပြီးတော့မနေ့အာယုံစားပြီးတော့လိုက်ပို့တာကတရားကြီးတယောက်လဲနဲ့လိုက်ပို့တရားကြီးတယောက်အာယုစားပြီးတော့လဲနဲ့လိုက်ဖို့လမ်းဘေးရောက်ကာလဘေးရောက်တော့တရားကြီးရဲ့ကိုတော့တပည့်တော်နေမဘူးခင်လဲထွားအောင်အဲ့တော့ကိုတော့စင်းနေခဲ့တော့ဒီနာကဆောက်ဟိုကားတစ်စီးလာလိုက်ပဲဘာကားလာလိုက်ပဲအဲ့ဒီကလာရင်တားပြီးတော့ကိုတော့စီးသွားတယောက်တည်းချတယ်အင်္ဂလိပ်နဲ့ဘုန်းကြီးလမ်းဘေးကျူတော့ရပါလားဒီမှာလုံးထွက်ကြလာဒီမုတ်ဒီနဲ့ယောဂီတွေနဲ့ဝတ်တွေနဲ့အဲ့ဒါကာရဏီနဲ့အဲ့ဒါကျူရလူတိုင်းနဲ့ကျူရအဖို့ရတော့လဲသမားတယောက်ပဲပို့လဲသမားကကားလာအောင်ထိတော့မဆောင်ဘူးအဲ့ဒါလမ်းမေးချတယ်
အဲ့ဒါဘောဘောပီဆရာတော်တွေကိုလုံးကတော့ဟုတ်လားနတ်သမီးတွေရောဘာတွေရောကမ်းချေတွေနော်လေစိတ်မှာသွားပြီးတော့အင်အားပြကြတာဘုံဘုံတို့စူးစမ်းပဲတော့ဘုံကြီးရိုက်ပြန်တော့ဆက်မလာဘူးဆိုပဲကောင်းမှာအခုကြတော့ဟဲ့ကိုတော်တို့ကသူကြွားတယ်လူကြွားတော့ဘယ်ဖြစ်နော်အဲ့ဒါကြောင့်တော့ဒီဘုံဘုံတို့တရားဓမ္မတွေခေါ်ဒီတော့အောင်အစူစားကတော့ပြေတော့တော့ဒီစိတ်မှာတခါတခါနဲ့နဝေနစားလေးနဲ့ပန်းနေကျဲအပြတ်တော့တရားမှတော့မရှိဘူးဘုံကြီးလည်းရှိအဲ့လိုပြေဆိုတော့ညာတော့ဝိပုသ္စာပေါ်နေခေါ်ရအကျိုးလည်းမဟုတ်ပါဘူးအဖို့လည်းပဲအစူစားကမြန်ဆိုင်ရှိပါလေဆိုတာကိုပြချင်တာနော်အားကြောင့်မလို့ပြန်ကြွားပြီးဆိုလို့ရှိရင်လည်းပဲအပြင်ကနေပြီးတော့မေတ္တာပို့တန်းစီပြီးတော့ပို့အောင်တော့ဒါရည်သက်ချပြီးပြန်ပြီးဆိုပြီးတော့ဘုရားပြန်ရည်သက်ချင်ရတော့မလောက်နဲ့အဲ့ဒီပါလေးကုတယ်ပြီးတော့မေတ္တာလည်းပို့နော်ဟိုမှာလေတော့တယောက်တည်းလမ်းပြီးချအဲ့လိုပြောရတော့မှာနော်ဘုံဘုံတို့တရားဓမ္မတွေကိုဖူးစေခြင်းဟုတ်လားနော်ကျင့်ဖူးရမယ်ခုမှအခွင့်အရေးရှိတယ်လေနော်ကျူတော့မှလည်းဖူးရတယ်ဘုရားဥစ္စာတော့ပြေတော့မှလည်းဖူးရတယ်ပြန်တော့လည်းဒါအခွင့်အရေးပဲဘုံဘုံတို့တရားဓမ္မတွေဖူးစေခြင်းလို့နော်ပြောတဲ့စကားလေးနားထောင်စေခြင်းလို့ဘုံဘုံကဒါအလုပ်တွေမအားကြပါဘူးနော်ဒါကြောင့်မအားရကြတွေကဖြစ်အောင်အားကြပါနော်ကြည်ညိုကြပါပူဇော်ကြပါလို့ဘုံဘုံကဖိတ်ခေါ်ရတာဖြစ်ပါလေဗျာနော်ဘုံဘုံတို့တရားဓမ္မတွေကိုနှိမ့်ဆက်ခြင်းလို့ခေါ်တာမဟုတ်ဘူးနော်ဇူဇာကအပြန်လည်းပဲတပည့်တော်တို့တိုင်းဝိုင်းနဲ့ပို့ပါတယ်ပဲအားဆိုအဲ့ဒါလေးဖြစ်အောင်နော်အားလုံးကိုဘုံဘုံကကြည်နဲ့ဝမ်းမြောက်ပါလေအားလုံးကိုကျေးဇူးတင်ပါလေနော်အားလုံးကိုလည်းကျေးဇူးတင်တယ်နောက်ပြီးတော့အမှားရရှိရင်လည်းပဲဘုံဘုံကိုလည်းသိခံကြပါနော်အချင်းချင်းလည်းသိခံကြပါလို့ဘုံဘုံကဒါလေးပြောရင်းနဲ့ညီကုန်းချုပ်ပါတယ်အားလုံးကိုလည်းများကြမ်းမှချမ်းသာ၍လောကဆန္ဒများပြည့်စုံကြပါမြို့ပါသာသနာကျိုးများကိုစားရတဲ့ဘုတိုးကတေဖို့ထမ်းဆောင်နိုင်ကြပါစေကုန်သတည်းရည်စက်ချပြီးမှသူရည်တန်းစီပြီးတော့လူကြပါနော်ရည်စက်ကကြိုင်ပါမယ်ယနေ့ဒီဆရာတော်တွေပြည့်မဲ့ဆိုနေတာကျုပ်တင်ပြင်းစင်စည်းဝေးတိုင်းပဲဆောင်ရွက်ကြတဲ့ဝေယဝဆကုသိုလ်တွေပြုရကြတဲ့ကုသိုလ်တွေစွမ်းပြုရကြတဲ့ကုသိုလ်ရှင်တွေပန်းပြုရကြတဲ့ကုသိုလ်ရှင်တွေရေးပြုရကြတဲ့ကုသိုလ်ရှင်တွေဝေယဝဆဆောင်ရွက်ကြတဲ့ကုသိုလ်ရှင်တွေကုသိုလ်ရှင်အားလုံးမိမိတို့ရဲ့ကုသိုလ်တွေကိုမိဘဘိုးဘွားဆရာတော်မှာကျေးဇူးရှင်များအစားထားပြီးတော့30ပုံသားတို့ကိုအမြတ်တမ်းပြီးဝေကြပါမယ်ရည်စက်ပတ်တိုင်းရည်စက်ပြည့်ပြည့်ချကြပါအားလုံးကုသိုလ်ပွားလိုက်ဆိုကြပါမယ်ဣဒံမေပုံညာအာတဝခယံအာဝံဟောတုကရှင်ဘယဝိတောတုတိအလုံးစုံသောနန္တရာဝိစီရဲ့အပေါင်းမှလွန်မြောက်ရာဖြစ်သောနိဗ္ဗာန်ကိုမဉ္ဇဉ်ဘုံဉာဏ်တို့ဖြင့်ပြင်းမြန်စွာမျက်မှောက်ပြုပါရခြင်းအကျိုးမှ၎င်းယခုဘဝ၌ပင်ကြားရောက်တတ်သောဘုဇိတ်ကြောင့်ပြဒီယောဂါတို့မှဝေကွာကင်းလွတ်၍ကောင်းကျိုးချမ်းသာမင်္ဂလာဒုက္ခအဝဝတို့သည်တတိတခြားတဏိလာကဲ့သို့ပြန်ပွားစီပင်ပါစေခြင်း
မျိုးမှာ၎င်းမြတ်စွာဘုရားထားတော်မူခဲ့သောသာသနာတော်သည်အနှစ်9000ညံမြောင်ရှိကြတည်ရထုံးကပြန်ဝါပါစီခြင်းအကျိုးမှာ၎င်းရှိမှတောင်းတကြ၍သရဏဂောသုံးပါးနှင့်တကွာအာဘာသောသီလတော်မြတ်ကိုကျင့်တော်ခံယူစောင့်တည်ပြီးလျင်ဟောဘောပိဆရာတော်တို့အားအစူစာကြောင့်တို့ယိုသေးစွာပြည့်ဆောင်ကြ၍သုံးရတိုင်းတိုင်းစွမ်းခဲဖွယ်ဘောဇင်ကျိုးချင်းရတာအပြာများတို့နှင့်တကွလူကံဘွယ်အားအပြာများတို့ကိုနိဗ္ဗာန်ဤမှာလူတန်းကြပါကုန်၏အရှင်ဘုရားဝေယဝဇဆောင်ရွက်ကြလျက်လောအားအလူပေးလူကြပါကုန်၏အရှင်ဘုရားတပည့်တော်တို့သည်ယနေ့ယခုပြုလုပ်ရသောအားထုတ်ရသောဒါနအနှစ်သီလအနှစ်ဘာဝနာအနှစ်သုံးပါးကောင်းမှုများကြောင့်ဘုရားသာသနာတော်ဤအနှစ်ဖြင့်သောမဂ္ဂုနိဗ္ဗာန်ကိုယ်တန်သောလောကုတ္တရာတရားတော်တို့ကိုအရဟတဘုရားလင်းမြန်ထုတ်ချမျက်မှောက်ပြုရသည်ကိုဖြစ်ကြရပါလိုကုန်၏အရှင်ဘုရားဤကောင်းမှုအစုစုဤအဖို့ဘာကများကိုမိဘဘုရားဆရာသမားဆွေမျိုးမိတ်ဆွေမိအောင်ဖာဟောင်းဆွေအောင်မျိုးဟောင်းအပေါင်းတို့အား၎င်းကိုယ်ဆောင်နှံများဘုရားဆောင်နှံများကျောင်းဆောင်နှံများအိမ်ဆောင်နှံများမြို့ဆောင်နှံများရွာဆောင်နှံများတိုးဆောင်နှံများတောင်ဆောင်နှံများလောကဆောင်နှံများသာသနာတော်ဆောင်နှံများအစရှိသောနတ်မြတ်နတ်ကောင်းနတ်ပေါင်းတို့အား၎င်းတရားနတ်မင်းယမမင်းအစိုးရမင်းတို့နှင့်တကွသုံးတဲ့တဘောကျင်းလေကုန်သောဝိနည်းယသတ္တဝါအပေါင်းတို့အားအမြဘေးဝေကြပါကုန်၏အရှင်ဘုရားအမြရ၍ကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြသည်ပြေကြပါစေကုန်သောအာလောရာဇတရားအမြယူရာမူကြပါကုန်သောသာဓုသာဓုသာဓုအာလောရာဇတရားအမြယူရာမူကြပါကုန်သောသာဓုသာဓုသာဓုအာလောရာဇတရားအ
သူပဲသူများအဆက်ကပ်တယ်အားလုံးသောဝေယဝိသကုသိုလ်ရှိများပူဇော်ဆရာတော်တော်ရှိခိုးတာပေါင်းတောင်းမှတရားတော်စမ်းနေတဲ့ဝိဝါပြပါတယ် ရာဇဝင်အားလုံးပြီးတော့အားလုံးရဲ့ဥစ္စာကိုစောင့်စားကြပါလေပြီးတော့အခုဒီပွဲကြီးမှာပေါ်နေနေအားလုံးနဲ့တောင်းပန်ကြရတယ်လက်ရှိလို့ရှိရင်တောင်းပန်ပါနော်အားလုံးဥစ္စာအချင်းချင်းအမှန်မှားပြီးလို့ရှိလို့ရှိရင်လည်းတောင်းပန်ပါလေအချင်းချင်းမတင်မြတ်မှုကြီးလည်းအနေနဲ့ရှိရတယ်နဲ့ရှိရတယ်အားလုံးပြုလို့ဆောင်ပါအဲ့လိုပြီးတော့အားလုံးကလည်းဒီပွဲကြီးပြင်မှာပြီးအားလုံးအောင်အစံတွေထုတ်ပြီးတော့ပြုလုပ်တာဖြစ်ပါတယ်ဗျ။ရှင်သာကနာမင်းတို့ပဲဒီလိုခဏလေးလို့ပြောအားလုံးစားပြီးသားပြီးတော့အားလုံးကျင့်တတ်ကြပါလေလို့ရှင်သာကပြောတယ်နောက်ပြီးတော့အားလုံးကထပ်ပြီးတော့ပူဇော်တော့ရှင်သာကပြောပါဆိုပါရှင်းနေတဲ့ကြိုင်ကလည်းမာပြီးရှင်နဲ့အားလုံးတောင်းပါလေလို့ပြီးတော့ကြာပြီးတော့တောင်းပါရှင်။ တောင်းတာများပြကြတယ်ဘုန်းကြီးကျေးဇူးတင်ပါတယ်သူပဲသူများဆက်ကပ်ပြီးတော့ရပါမယ်နော်ဘုရားတိကံ For everyone just joining, we're back at Azusa, and this is the water pouring blessing, where after you do a meritorious deed, you pour the water to symbolize the sharing of merits with your ancestors, the continuity of the blessing to all beings seen and unseen. အစာဆုံးတလကဆရာတော်ကြီးတို့ဖြစ်ပါတယ်နော် Oh, thank you so much. Thank you. I wish you guys go back to safe and sound. Thank you so much. Flying from Malaysia now. It's okay. You're flying back to Malaysia. And Malaysia? You came all this way. no, I'm here. Wow. You have a safe trip as well. Yes. This gentleman just shared that he flew all the way from Malaysia to attend this event at Azusa. So we're just overwhelmed with gratitude and peace, love, all of the above.
ဆွေးနွေးတယ်ခါနာဒီဆိုမပြီးသေးပါဘူးပြန်လာပြီးတော့နေရာပြီးကြတယ်ဒီကဆိုတာပတ်ကြတယ်ခါနာဒီဆိုမပြီးသေးပါဘူး Gloria is one of the volunteers. She helped take care of Aloka during our stay at Azusa here. We're so grateful for you. I would like to make in English some announcement, not announcement. I would like to say this one to, especially for the Sanghas and as well as for the volunteers also. If we have made some misunderstanding or some mistakes, yet preparation, starting from preparation until this closing ceremony, if we have made some mistakes or not intentionally make something bad, we would like you to forgive us. And as Ibn Siaro explained earlier, he also mentioned that he also accepts our apologies and also our their side of mistake, if they make their side of mistake. We also accept, understand that unintentional things that happen. Okay, so that's pretty much about it. And also, we would like to thank the World for Peace team and everyone to make this event happen. Thank you very much. The same thing, I would like to ask for forgiveness from the
unintentionally or without intention. I also like to ask for your forgiveness as well. And may you all be free from all kind of suffering. Thank you so much, and thank you to all the volunteers these days. And I heard that many of the volunteers work really hard every day to make this happen. And then a lot of them are also running around outside, not be able to participate in the event. So thank you so much, everyone, for all your dedication towards this mission of the Buddha Sasana and the walk for peace. Thank you so much. On behalf of the Azusa Myanmar Monastery community, we extend our profound gratitude to you. Most venerable Azusa Sayadaw, most venerable Dipika Sayadaw, the most venerable Reverend Venerable Bhikkhu Vidyadhara and Sri Phokon Sayadaw, and Sacramento Sayadaw, share their wisdom present with us today. May you all be well, happy, and peace. To formally complete today's ceremony, let us all recite Buddha Sasana together 3 times. Thank you, everyone. During these days, our team, the lay devotees who came with us here, and they stay in their room, in that room and the other rooms. So if they had used anything that belonged to the Sangha, please allow them and please forgive them. And if they have messed up anything or break anything in the temple, please also forgive them. Please, Yes, for everyone joining, it is customary to ask for basically forgiveness if anything was intentionally or unintentionally done to hurt someone else. Bhante was asking for forgiveness with that. Well,
နောက်တစ်ပတ်ဝယ်ရည်နဲ့ဒီညပြရစီနောက်တစ်ပတ်19ရက်နေ့မှာဝါဆိုဝဲကျင်းပပါမယ်19ရက်နေ့ဝါဆိုဝဲအဲ့ဒါကြောက်ရောက်ကြပါလို့ပဲပြတာတော့ဘယ်ဘုရားမရှိတော့ပါအဲ့တော့ပြတ်ချမ်းမှာပဲကြည့်ပြီးပါအဲ့လိုကြောက်ရောက်ကြပါလေအိမ်မှာအပါဤအလူရှင်မရှိပါလေအဲ့တော့ဝါဆိုတင်ကြပါပါမယ်19ရက်နေ့ဝါဆိုသင်္ကန်းကပ်ပွဲဖြစ်ပါတယ်နော်အဲ့တော့မကြွနိုင်လည်းပဲဇဲကနေပြီးဝါဆိုသင်္ကန်းထူလို့ရပါတယ်ဘယ်နှစုံထူလို့ရပါတယ်အဲ့ဒါလေးဘောပါပြောပြီးနော်ဒီမကြွနိုင်လည်းပဲအဲ့ဒါဝါဆိုသင်္ကန်းကတော့ကပ်လို့ရပါတယ်နော်လူကိုယ်တိုင်ကြွနိုင်အောင်ဘုရားကိုတာတိတာရိကမြောက်ကိုယ်တိုင်ကြွပြီးကပ်ကြဖို့နော် The local peace team and the Lama Jediya come forward to pay respect to the senators. Tất cả Phật tử tới đại lễ là Nhật Chi Đăng. Already,
Okay, Jesus is awesome. Robert down. Where are you going? Did Did you play with the Luca? On the other hand, Oh, Aloka likes you a lot. Yeah. I see Aloka just, like lay down for you. Oh my goodness. How do you do that? Special powers? Magic? Yeah. Oh. Yes. Dodgers. That's so cute. That's so cute. All the stuff in that other area is yeah. Can you hold it? Yeah, sure. Okay. Gloria has something for Aloka. He's coming. He's coming. A little souvenir. Something from LA that represents LA. That's so sweet. Aloka, you want to put it on? Let me see. Let me see. The car is arrived to The pick car's up here. The car is pick up. Right. Aloka almost falls asleep. Which side do you want to show? Maybe the LA side. The side? Okay. Something that represents LA. That is so cute. Oh my goodness. Huh? He doesn't. He uses his magic powers to open the door sometimes. We gotta make sure he's safe, you know? မေတ္တာဖို့နှုတ်ဆက်ကြဖို့ဖြစ်ပါတယ် Thank you, Gloria. Yeah, see me in Texas. Okay, I know. And then if we're ever here, we'll stop by. You have my number now. Yeah, I'll text you. Thank you, Gloria.
extra book? Like, where can we? Because I want to give it to my coworker. Let me. Well, right now registration is closed for books. Okay. But Do you have an extra book? I just only need one. It's great. In our community, someone like to do like this, someone like to do that. Your name is Sky, right? Bye, Sky. Happy holidays. Actually, we lost our two Oh. Okay, so thank you for joining. Thank you for joining our water ceremony. Thank you. Oh, yes, see you. Yeah, thank you so much. We're just about wrapping up here. We're going to head to Wat Thai, Los Angeles, coming up here. So this is our last stream at Azusa, Myanmar Monastery. The hospitality was out of this world. So we're so grateful, honored to be here, and thankful of Tipitaka Sayadaw number 9 and everything that has been coordinated to help with the Dhammachitthiya project. We're always and forever grateful. Here's Aloka laying down, and we will see you soon in LA. May you all be well, happy, and peaceful, and Ali over and out.